မင်္ဂလာပါကောင်းကြီးမုတ်300 g အသုံးပြုထားပါတယ်စံမုတ်60 g တကြား30 g အချိုကမိမိလိုချင်တဲ့လောက်ထပ်လျှော်လို့ရပါတယ်စားလက်ဖက်ရည်စုံတစ်စုံအုံသီးကိုကျွန်တော်900 g အသုံးပြုထားပါတယ်အုံသီးကိုဆက်နဲ့ပြန်ကြိတ်ပြီးမှအသုံးပြုထားတာပါရေနွေးလေးကိုကျွန်တော်အသုံးပြုထားပါတယ်ရေနွေးကအရင်ပူစရာမလိုပါဘူးမုတ်အသားလေးဤဖို့အတွက်ရေနွေးကိုအသုံးပြုထားခြင်းဖြစ်ပါတယ်ရေနွေးထည့်တဲ့အခါမှာအများကြီးမထည့်ဘဲနဲ့လိုသလောက်လေးကိုနည်းနည်းချင်းထည့်ပါပါမုတ်အသားလေးကျွန်တော်တို့ဤအောင်အတွက်3မိနစ်လောက်အခုလိုမျိုးလေးနေသွားပေးပါစီစီပိုင်ပိုင်လေးဖြစ်လာပြီဆိုရင်တော့ရပါပြီအုံတို့900 ml ကိုကျွန်တော်တဘူးသေးသုံးထားပါတယ်စားအနှဲငယ်ထည့်ပြီးသွားပြီဆိုရင်တော့ကြိုပြီးရပါကြိုတဲ့အခါမှာအခုလိုမျိုးအနှဲငယ်ပြစ်လာပြီဆိုရင်တော့ရပါပြီဒါကတော့ကျွန်တော်ခုနနေထားတဲ့မုတ်ကို15မိနစ်အပြင်မှာနှက်ထားတာပဲဖြစ်ပါတယ်မုတ်အသားနှက်ထားတာပိုပြီးစားကောင်းပါတယ်ပုံစံကမိမိကြိုက်နှစ်သလိုမျိုးလုပ်ပေးလို့ရပါတယ်ကျွန်တော်ကတော့အခုလိုမျိုးအလုံးကြီးကြီးလေးနဲ့အလုံးလေးလုံးထားပါတယ်အလုံးသေးသေးလေးလုံးမယ်ဆိုလည်းရပါတယ်လုံးထားတဲ့မုတ်တွေကိုအောက်ကမီးနည်းနည်းလေးနဲ့အနည်းဆုံးထားပြီးတော့ကျွန်တော်တို့စိတ်ရှိရှိနဲ့အသွင်းသားတွေကြက်တဲ့အထီအောင်กินပေးသွားပါမယ်စီနဲ့လည်းမကြော်ဘူးကျွန်တော်တို့ပြုတ်လည်းမပြုတ်ဖဲနဲ့မီးလေးနဲ့กินစားတဲ့အရသာလေးကတမျိုးထူးခြားပြီးတော့အရန်ကြီးကိုစားလို့ကောင်းပါတယ်ပြီးသွားရင်တော့ကျွန်တော်တို့နှမ်းလှော်ထားတာလေးကိုထောင်းပြီးတော့တကြားလေးနဲ့ရောပြီးတော့ကျွန်တော်တို့စားမှာဖြစ်တဲ့အတွက်အခုလိုလေးလုပ်ထားပါတယ်กินထားတဲ့မုတ်ကလေးတွေကိုအပေါ်ကအုံတို့ကြိုထားတဲ့ဟာလေးစမ်းပြီးသွားပြီဆိုရင်တော့အပေါ်ကနှမ်းတဲ့တကြားနဲ့ကျွန်တော်အရသာဆက်ထားတာလေးကိုဖြူပြီးစားပါတယ်မုတ်ကလေးကกินထားတာဖြစ်တဲ့အတွက်အုံတို့နဲ့နှမ်းတောင်းလေးနဲ့အရန်ကြီးကိုလိုက်ဖက်ပြီးတော့စားလို့ကောင်းပါတယ်မုတ်ကပြုတ်ထားတဲ့အရသာလည်းမဟုတ်ကြော်ထားတဲ့အရသာလည်းမဟုတ်ဘဲနဲ့กินထားတဲ့အရသာလေးဖြစ်တဲ့အတွက်တမျိုးထူးဆန်းပြီးတော့အရင်စားကောင်းပါတယ်တော်တော်ကြီးစားကောင်းတဲ့အတွက်ကျွန်တော်ပြန်လဲမျှဝေခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်